enemy ဘက်မှာနှင်းစီပွင့်နေပါလာရင်ကြည့်မရပါဘူးဆိုကမှမတော်ကလည်းဒီဘက်မှာလည်းနှင်းစီပွင့်နေနှစ်ပွင့်ကိုထည့်ပေးလိုက်ပြန်ပြီဗျထူးခြားတာလေးတစ်ခုကတော့နှင်းစီပွင့်အထီးလေးကဆရာလောင်ကြီးပါတဲ့ဒီကြတဲ့နာမည်ကိုလည်းရှိုးလိုက်ပါအောင်ချင်းပေါင်ရိုးတဲ့ဒီဘက်မှာတော့ကျွန်တော်ကတော့မော်ဆရာလေးဟာလီလေးကိုကင်ထားတာပေါ့ဗျာရရလေးကိုဘာလို့မကင်ပြစ်တာလဲဆိုတော့ကိုကနောက်ဆုံးမှာအေးအေးဆေးဆေးပစ်မယ်လှုပ်ထားတာ enemy ဘက်ကကောင်ကိုထဥပြီးတော့ပစ်သွားပါတယ်တဲ့မော်ဆရာလေးကိုပြောင်းခိုင်းနေဆိုပေမဲ့လည်းမပြောင်းလဲတာတစ်ခုကတော့ EX Villain ဘက်က Rebel လေးအရင်စားမယ်ပြီးရင်တော့ Golden ဘက်ကိုသွားပြီးဂတ်မယ်ပေါ့ဒီလိုနဲ့ကိုကဗသေးသေးလေးစားပြီးနေတော့ရှိသေးတယ်ကိုရီဘက်ကခါကူရာလေးကိုဆရာလောင်ကြီးကအတင်းကိုဝင်လှုပ်ချင်တာဗျအဲ့ဒါနဲ့အကုန်လုံးကလည်းဆရာလောင်ကြီးကိုစောစောစီးစီးဘာလာလှုပ်တာလဲဆိုပြီးတော့ Fablet လေးဝိုင်းပြီးယူလိုက်ကြတာပေါ့စောစောစီးစီးလာရွခြင်းတဲ့အကျိုးကိုဆရာလောင်ကြီးကတော့ခန်းစားရသွားတာပေါ့ဗျာအပေါ်လန်းကနေမလဲကိုပြန်ဆင်းလာနေတော့လဲကိုတဲတဲရှင်းနေတဲ့မမဇီတီတဲမာလေးကိုတွေ့တော့လဲပေါ်ဆရာလေးကမှုတ်ပညာလေးကိုတကွက်ပြလိုက်တော့ဇီတီတဲလေးကိုပါကေးတကောင်ရသွားလိုက်တာပေါ့ဗျာဝမ်းသာတယ်ဗျာနှင်းစီဖွင့်မာလေးကိုတတ်လိုက်ရလို့အလဲဒီလိုနဲ့တလက်စားတဲ့ကိုရီကလိတ်လေးကလည်းပေါ်နေပြီဆိုတော့ဆက်ပြီးတော့ကေးနေတာပေါ့အမေဆရာလောင်ကြီးတို့ကရှေ့ကနေဥဆောင်ပြီးတော့လာနေတာဗျာဒီလိုနဲ့ဆရာလောင်ကြီးကိုလည်းရှောင်းလိတ်လေးကိုလည်းဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်နဲ့ဖြစ်နေတာပေါ့ကိုကတော့အမေသူကမော်ဆရာလေးနဲ့ရေလာရှင်ပေါက်ချင်တာဘယ်ရမှာလဲဒီကမှုတ်ပညာလေးနဲ့မန်းပြီးပေါက်တာလေဒီလိုနဲ့အောက်လမ်းမှာကိုရီဘက်ကဂရော်ကြီးကိုအသေးအံလိုက်လုံနေတဲ့မောင်စီစီလေးနဲ့မောင်ဟာရာဘူဇာလေးကိုတွေ့တော့လေခြုံနေကနေကတ်တိုးလေးစောင့်နေတာပေါ့ကိုစောင့်နေတာမသိဘူးကိုရှိကိုဒီဇိုင်းမက်ရောက်လာတယ်မောင်ရာလေးကိုလည်းခြုံနေကနေ surprise တပူတက်လိုက်တာပေါ့ကိုကလည်းအကွင်းဆိုပြီးတော့ဟိုပြေးဒီပြေးနဲ့ဆက်ပြတဲ့လင်းပြောက်နေရသေးတယ်ရေးတယ်မှတ်ပြီလားငါကိုင်းမဲ့ဟီးရိုကိုလူပြီးကန်ချင်းအောင်အဲ့ဒါနဲ့ခုကောင်လေးက enemy တွေနယ်ဘက်မှာနည်းနည်းလေးဗဒယ်လေးတွေကသွားပြီးနေကြုံပြီးဖြစ်နေတယ်ဆိုတော့ကိုလည်းနောက်ကနေအတင်းလိုက်သွားတာပေါ့အမေမောင်ရာလေးကမင်းပြေးချင်နေတာဗျကိုကလည်းအတင်းလိုက်ပြီးတော့ငါကိုင်းမဲ့ဟီးရိုကိုလူကန်ချင်းအောင်ဆိုပြီးလိုက်ကေးရတော့တာပေါ့မကျင်တဲ့ချက်တွေနဲ့ဒီလိုနဲ့ကိုက enemy blue bell လေးကိုကတ်တိုးလေးစားပြီးနေချင်းခြုံနေကစောင့်နေတော့အမေချင်းပေါင်ယူကကိုမမြင်ဘူးဗျဆရာလောင်ကြီးကကိုကိုကြော်သွားတယ်ဆိုတော့နောက်ကနေကတ်ပါလာတယ်သူ့ရဲ့ကောင်မလေးကိုတွေ့တော့လေကိုကလည်းအခွင့်အရေးရတော့လေတိတခိုးလေးခိုးစားလိုက်တာပေါ့ရတာရှိလိုက်တာဗျာခိုးစားရတာလေးကကိုကောင်လေးကမလိမ့်မှာဗဒယ်ဖြစ်နေတော့ကိုကလည်းနောက်ကနေပတ်ပြီးတီးမယ်ပေါ့အဲ့ဒါနဲ့နောက်တဲ့ခြုံလေးတစ်ခုမှာကတ်တိုးလေးသွားစောင့်နေတာပေါ့ဒီလိုနဲ့ဆရာလောင်ကြီးကလည်းမမြင်ပြန်ဘူးဗျဒီတခါလဲအဲ့ဒါနဲ့ဆရာလောင်ကြီးကို surprise တိုက်လိုက်တာကွင်းတော့စွတ်မိပါရဲ့ကိုကလည်းစကီးဝမ်ဟိုပြစ်ဒီပြစ်နေဆိုတော့ဒါပေမဲ့လည်းဆရာလောင်ကြီးကိုရလိုက်ပါသေးတယ်အမလေးမမ obsidian လေးရဲ့လက်ထဲကနေလေအတင်ပြေးရသေးတယ်ဗျကိုမကိုရီဘက်ကဂရော်ကြီးကဥဆောင်ပြီးဘလူးဘက်ကိုကြိတ်မယ်ဆိုပြီးကိုကိုခေါ်တော့ကိုကလည်းနောက်ကနေကတ်တိုးလေးသွားစားနေတာပေါ့အဲ့မှာဗျာမောင်ချင်းပေါင်ယူကနောက်ကိုရောက်လာပြီးကိုတခါလဲကန်သွားပါတယ်တဲ့အဲ့ဒါနဲ့မမ obsidian လေးတို့ကိုကဟီရိုဂိတ်တကောင်ပြန်ပေးလိုက်ရတာပေါ့ဝစ်ဆိုတာလေခဏလေးလဲတာဗျ walking crate တွေကလည်းပေါ်နေရဆိုတော့ကိုကလည်းသွားစားတာပေါ့အဲ့မှာခြုံနေရလေဘလို့ရောက်လာလည်းမသိဘူးဆရာလောင်ကြီးတို့ဖွဲ့ကကိုဝိုင်းပြီးတမသွားပါတယ်တဲ့ဒီလိုနဲ့ဒီကောင်တွေဘက်ကလည်းဗဒယ်တွေကပြန်သာသွားပြီဆိုတော့ကိုတွေကိုဖိပြီးပေါ့အဲ့မှာကိုကလည်းအောက်လက် crate လေးတွေသွားရှင်နေတာပေါ့မလေးမမစီစီလေးကကိုအသက်ကုန်လှုပ်ချင်တာဗျတော်တော်ဖြစ်နေတာမင်းစီစီမတော်တော်ဖြစ်နေတာကြည်အောင်အဲ့ဒါနဲ့ကိုကလည်းစီစီမမင်းတော်တော်ဖြစ်နေတာလားဆိုပြီးဂွင်းသွားဆွတ်တော့စီစီမတော်တော်ထန်နေဗျတာဝါတဲ့အထိပါလိုက်တာသူစိတ်နဲ့သူရှော့သွားပါတယ်တဲ့မှတ်ပြီလားရမ်းထန်နေတယ်စီစီမဒီကောင်တွေဘက်ကဘယ်လောက်ထိပြန်သာသွားလဲဆိုတော့လော်ကြီးပါရသွားတဲ့အထိပဲဗျအဲ့မှာအကုန်လုံးလည်းလော်ကြီးအသက်ကုန်နေရှင်းနေရသေးတာပေါ့ဒီဇီတိတယ်မှာ area လည်းတော်တော်ရှုပ်တယ်ဗျာဒီလိုနဲ့ကိုကလည်း rebel လေးမရှိနေမလားဆိုပြီးအချိန်လေးသွားကြည့်မယ်ပေါ့အဲ့မှာဗျာကို obsidian က surprise တိုက်ချင်တာဗျာဒါပေမဲ့မရပါဘူးမောင်ကလင်းရဲ့ damage နဲ့ကိုရဲ့အကွင်းနဲ့ဆိုတော့မမ obsidian လေးကိုလည်းပြန်တော့ရလိုက်တာပေါ့ကိုကတော့လည်း hero gate တကောင်ပြန်ပေးလိုက်ရတာပေါ့ဗျာကိုရှောနေတဲ့ချိန်ကိုကောင်လေးကလည်း enemy maximum မရှိဘူးဆိုတော့ battery တွေလိုက်ဖိတာပြန်ပြီးတော့တာသွားတယ်ပေါ့အဲ့ဒီမှာလော့ကီးနေဆိုတော့ကိုကလည်း category ready သွားပေါက်လိုက်ကြတာပေါ့ဒီရတဲ့မင်းဆရာလောင်ကြီးကမင်းလာရှုပ်ချင်နေတာအခုမှအသေးအံပြေးနေတာလေကြောအဲ့ကောင်လိုက်အဲ့ဒီချင်းမောင်ရုပ်နောက်ကနေဖင်ထောင်းလိုက်ကိုကလည်းအတင်းလိုက်လို့တော့ဆရာလောင်ကြီးရတယ်ကိုမင်းအလှလေးပြန်ကန်ပြသွားသေးတာဗျာဒါပေမဲ့ဆရာလောင်ကြီးရမင်းအလှလေးကန်ပြပေမဲ့မင်းရကန်တော့ပြန်မထနိုင်တော့မင်းရှော့ပြီမလားအခုတော့ဒီလိုနဲ့မော်ဆရာလေးကဘလူးဘက်လေးကိုသွားစားနေတော့ကိုကောင်လေးကအတင်းကိုအံ့နေတာဆိုတော့NBကတရုံးကြီးကလည်းကိုပြန်သွားတော့ကျိုးသွားပြီပေါ့ဗျာဒါပဲပြောပါဒီဘက်မှာလည်းမင်းသားလေးတို့ကတော့ easy win ပဲပေါ့နော်အဲ့ဒါကြောင့်ပြောတာနှင်းစီပွင့်နေချိန်ထားပြီး game ဆော့မယ်ဆိုရင်မော်ဆရာလေးတို့ကိုရှောင်ပါလို့မော်ဆရာလေးတို့ကိုမရှောင်ပဲတဲ့တိုးမယ်ဆိုရင်တော့မော်ဆရာလေးတို့ကရမကာလေးတွေနဲ့တွေ့ပြီးဖြောတော့ပြင်မှာနော်